လူကကိုယ့်လုပ်ကိုကိုလို့အောင်မှာတိုင်းပြည်ကိုဖျက်ဖို့စီတန်နေလောက်တာကိုအားပေးတာမှားတယ်လို့သူသွားတဲ့လမ်းကြောင်းသွားပြီးတော့ငါတို့မလုပ်လို့ပြတ်တယ်ဆိုတော့အခုတရားတွေလမ်းတွေချိုးနေတယ်လို့ကိုပြည်သူချင်းတတ်နေတယ်လို့ထိုင်းကရော့ထန်းကိုဂျပန်ပြည်မှာပြန်ပြီးအနိုင်ယူပြခဲ့တယ်မှန်တိုင်းပြောရင်သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ်နဲ့သူကြိုးစားပြီးတော့လက်ဝဲလောကကနားမယ်ဆိုလို့ရင်အခုမြန်မာနိုင်ငံကို2023 24အဲ့ရတိုင်းလာပြီးတော့လှူခဲ့တယ်လို့အခုလဲတောင်ကြီးမှာရှိတဲ့ဘုံကြီးကျောင်းသူ့ကိုလှူသွားတယ်အဲ့ဒါလေးတွေကိုမင်းကအကုန်လုံးပြကျင်တယ်တမိုးကြီးလုံးလို့အဲ့ဒါလေးတွေဘာကြောင့်ပြကျင်လဲဆိုရင်ငါတို့နိုင်ငံကိုတစ်ခါကအုပ်ချုပ်ခဲ့တဲ့လူတွေနဲ့အခုသူတို့နိုင်ငံရောက်ပြီးတော့ကိုယ်နိုင်ငံကိုဖုံဖုံငငယ်ရဆိုရင်ခဲတံလေးတွေဂျပန်ကလှူတဲ့ခဲပြက်ကလေးတွေစစ်ရော်ချင်းတို့ပြီးခဲ့တာတွေကိုဖုံဖုံတို့တုံးခဲ့ရတယ်ဒီနေ့တို့နိုင်ငံကတအားကြီးတိုးတက်မလာဘူးမဲ့သူတို့နိုင်ငံကတိုးတက်ပြီးရင်တိုးတက်ဂျပန်နိုင်ငံကတော့အဲ့ဒီကလည်းအုပ်ချုပ်ခံခဲ့ရလို့တို့ပြန်ပြီးမလန်နိုင်ခဲ့ဘူးဒါပေမဲ့အဲ့ဒီဂျပန်နိုင်ငံကတစီလိုတိုင်းတာကိုမင်းရဲ့လက်သီးနဲ့ငါတို့အားရကျေနပ်ခဲ့တယ်အမုန်းမဟုတ်ဘူးမင်းရဲ့တက်တီနဲ့စွမ်းအားမြန်မာဆိုတော့ပြခဲ့တယ်လို့အခုလာမဲ့ပွဲကမင်းအတွက်သတိထားကြရဖြစ်ပါတယ်လို့ground မိုင်းမှာဂယူးဆိုင်ပါဟိုကွာမင်းကိုတိတ်တောင်းလုပ်ပြီးတော့ဟိုလေဘင်းကိုချုပ်ကွက်တွေနဲ့အနိုင်ယူမယ်လို့ဆုံးဖြတ်ထားလို့မင်းကလည်းဒီတစီလိုတိုင်းရတဲ့ပွဲမှာမင်းချုပ်ကွက်တွေကိုကောင်းကောင်းဖြီးပြပြီးတော့တွေးအေးအေးနဲ့လှုပ်ပြသွားတာတကယ်ကိုသမိုင်းတွင်လောက်တဲ့တကယ်ကိုဝမ်းသာစရာဂုဏ်ယူပွဲရဖြစ်ခဲ့ပါတယ်ဒါကြောင့်အခု ground မိုင်းမှာသတိထားပါသူများပြောသလိုဟိုဘယ်လိုပြောနမိတ်ဖတ်သလိုမင်းပြန်ပေးရတယ်ဆိုတဲ့ကဘာကြီးမဖြစ်အောင်ကာကွယ်နိုင်ပါပြီဘုံဘုံလည်းကြည်နေမှာပါသတင်းတွေမှာပါနေတဲ့ဖြစ်စဉ်တွေကဒီလိုစစ်အာဏာသိမ်းမှုနဲ့ပြည်ပကကြားမှာကလေးများစီရောက်သွားနိုင်တဲ့တာကဲရီကိုကြည်နူးပဲအခိုက်အတန့်မကြည့်ပါဘူးဒါမြန်မာနိုင်ငံသားမဟုတ်ဘူးမြန်မာနိုင်ငံအဖြစ်ပြသူနဲ့မဆိုင်ဘူးလူငယ်တွေရဲ့ငတ်မမှုလူငယ်တွေရဲ့ဆာလောင်မှုလူငယ်တွေရဲ့လိုအပ်ချက်ကိုသူကိုယ်တိုင်လက်ဝဲတွေထိုးပြခဲ့တဲ့တာကဲရီဘလောက်ချစ်ဖို့ကောင်းလဲဘလောက်အာသာသမားဆန်တယ်လေလူကကိုယ့်လုပ်ကိုကိုလို့အောင်မှာတိုင်းပြည်ကိုဖျက်ဖို့စီတန်နေလောက်တာကိုအားပေးတာမှားတယ်လို့သူသွားတဲ့လမ်းကြောင်းသွားပြီးတော့ငါတို့မလုပ်လို့ပြတ်တယ်ဆိုတော့အခုတရားတွေလမ်းတွေချိုးနေတယ်လို့ကိုပြည်သူချင်းတတ်နေတယ်လို့အရေးကြီးတာအနိုင်ရဖို့လောက်ရတာမဟုတ်ဘဲနဲ့ပညာနဲ့နိုင်ရမှာအခုလဲမင်းရဲ့ပညာတွေနဲ့နိုင်လိမ့်မယ်လို့မြင်တယ်လို့စစ်တပ်အာဏာသိမ်းမှုပြည်ပကကြားမှာကလင်းငယ်စီရောက်သွားတဲ့တာကဲတို့ရဲ့ကြီးညူးပွဲအခိုက်အတန့်ဆိုမင်းလာမဲ့အခိုက်အတန့်ကိုဘောရကိုဆရာတော်မျောနေပါတယ်ဒါကြောင့်လဲဘုံဘုံဒါလေးတွေကိုတင်ပြခြင်းလုံးလို့ဒီမကြီးဟုတ်ဘုန်းကြီးကြောင့်ဗါလေခုနရွှေတောင်တန်းရာဟိတာကြောင့်အဲ့မှာဘုံဘုံနေနဲ့အတူသူတို့ကတော့မဟာယာနဗုဒ္ဓဘာသာတွေပဲပြောမှာပေါ့ကွာဟုတ်လည်းဟုတ်မှာပေါ့ဘာသာကြားရဲဆိုတာတဲ့နိုင်ငံခြားလို့ဖြစ်သွားတာအရေးမကြီးဘူးသူ့ရဲ့လိုအပ်နေတဲ့နေရာတွေကိုထောက်ပံ့တဲ့တာကဲတို့ရဲ့ပွဲဟာမြန်မာနိုင်ငံအတွင်းမှာသားရင်ကြောက်စရာကောင်းတော့အောင်သူ့ကိုရှီကျူထောပနာပြုနေကြလို့ဘုံဘုံအဲ့ဒါလေးကိုတင်ပြကြတာပါဒါသူ့ရဲ့အကောင့်မှာတင်တာကိုဘုံဘုံတို့ခုနကမှရှာတွေ့လိုက်တာသူ့အကောင့်ထဲမှာသူတင်ခဲ့တာမြန်မာပြည်ချစ်တဲ့ဂျပန်ဖိုက်တာရဲ့နှွေးတွေလက်ဆောင်နေများအဲ့လိုမင်းလာခဲ့မယ်ဆိုရင်အများကြီးပေါ့ကွာမြန်မာနိုင်ငံသားလည်းဖြစ်တယ်မင်းရဲ့မြို့မှာတောင်မင်းရုပ်ထုအွန်လိုင်းအင်ဆန်းမြကြီးနားမှာအွန်လိုင်းအင်ဆန်းရုပ်ထုရမြို့အဝင်အတိုင်းခုံယူရတယ်လို့ဒီနိုင်ငံတိုင်းသားချင်းတွေကလည်းအောင်မြင်တယ်ကချင်တွေလည်းအောင်မြင်တယ်ရှမ်းတွေလည်းအောင်မြင်တယ်ကရင်တို့တိုင်းသားတွေဟာအားလုံးညီညွတ်ညွတ်နဲ့စီလုံးလုံးဖြစ်စေချင်တာအမှန်ပါဝမ်ချန်ပီယံရှိရဲလို့နာမည်ဂုဏ်ယူခဲ့ရတဲ့သူကလည်းတို့မြန်မာနိုင်ငံသားကြီးအွန်လိုင်းအင်ဆန်းကမြန်မာနိုင်ငံမှာအကျဉ်းချင်းလာခဲ့ပါတယ်ဘာပဲပြောသူခေတ်သူအခါနဲ့သူလာခဲ့တယ်လို့ဝမ်ချန်ပီယံရှိကမ္ဘာချန်ပီယံတော့လာခဲ့တယ်လို့မင်းလာမယ်ဆိုတာငါတို့ကတော့မနာနဲ့မျောနေပါတယ်မင်းလာရင်ဘယ်လောက်ပြောမလဲစဉ်းစားကြည့်ဒါငါတို့မြန်မာနိုင်ငံကမင်းကိုမျောလင့်တယ်လို့20ရက်နေ့9လပိုင်းတနင်္ဂနွေနေ့တော့ဒါမင်းရဲ့ထဲကလာတဲ့ပုံလေးဘုံဘုံကမင်းဥစ္စာတွေကိုလေ့လာပေးနေတာဘုံဘုံရဲ့တရားအထုတ်တာကိုထိခိုက်မဖြစ်စေရပါဘူးအချိန်ပိုင်းနဲ့အလုပ်လုပ်လို့လေ့လာတဲ့အချိန်လေ့လာပြီးတော့စိုးစားခြင်းပြင်ဆုံးစားပြီးအိမ်သာတက်တဲ့အချိန်အိမ်သာတက်သလိုပဲလုပ်တဲ့အလုပ်တွေလုပ်နေတာပါငါတို့ဝမ်းသာနေတယ်အဲ့တော့လာမယ့်20ရက်နေ့9လပိုင်းတနင်္ဂနွေနေ့မှာတို့တွေမျောလင့်တယ်လို့အခုဘုံဘုံကတာကဲရုရဲ့အောင်မြင်မှုတွေကိုငါတို့တွေဝမ်းသာရတယ်လို့အများကြီးတော့မင်းအခုဒီမှာဒါတာကဲရုကိုပြောကြတဲ့လူတွေဒီမြန်မာနိုင်ငံကရောက်လာခဲ့ပြီးငါတို့ဘယ်နေရာမလို့ဘူးမင်းချင်းပြည်နယ်ဟာခမော်လို့ဒေတာခန်တွေကဆိုပါဘာလို့ပြောတယ်တာကဲရုဟာဖုန်းတော်ကိုလိုချင်တာကြောင်းလိုချင်တဲ့ပုံမင်းရဲ့ကုန်းကလေးတွေကိုလေ့ကျင့်ပေးရမင်းလားကျောင်းသားတွေကိုလည်းစိတ်တက်ကြွအောင်အဲ့လိုမင်းလုံးနေတဲ့ဂျော်ရှူဝါကန်ဖြစ်အောင်ပျော်ပျော်ရွှင်ရွှင်တက်ရောက်နေခဲ့တာတွေ့ရပါတယ်ဂျပန်ဖောင်ဒေးရှင်းအကူအညီနဲ့တိစောက်ခဲ့ပုံရတဲ့ကျောင်းဆောင်တွေဟာခံမှန်းပြောတာဖောင်ဒေးရှင်းအကျောင်းဖြစ်ပြီးတော့တာကဲရုရောက်လာတာနိုင်ငံမှာဂျေဘူးရှိတယ်မင်းရှုံးခဲ့တဲ့သူကိုပြန်နိုင်တာနော်အဲ့လိုလူကဒီမှာတစ္ဆာဆိုးသွားပြီချန်ပီယံဖြစ်ပြီးတော့လက်ဝဲလောကကနေအနားရှုံးသမားအနိုင်မြောက်မင်းပြန်ကောက်ဝဲမြန်မာနိုင်ငံရှမ်းပြည်တောင်ပိုင်းအေးသာယာမြို့ကိုရောက်လာခဲ့ပြီးတော့ကျောင်းဆောင်တဲ့အလှူကိုမင်းလာလို့မျောနေပါတယ်ဘုံဘုံဗုဒ္ဓခွင့်ပြတော်ဝဲမှာနိုင်ပြီဖြစ်စေရှုံးနေဖြစ်စေမြန်မာပြည်ကိုပြန်လာနိုင်ဖို့ဘုံဘုံမျောလက်ပါတယ်